Alright ဒီဗီဒီယိုကတော့ညီလေးတယောက် request လုပ်ထားတာပေါ့နော် Turtle soup အကြောင်းလေးအားလုံးလေးရှင်းပြပေးပါဆိုကျွန်တော်ကအဲ့ဒါဒီဟာကိုပေါ့နော်ဒီဗီဒီယိုလေးလုပ်ဖို့တော့ကျွန်တော်က laptop ပါညာနဲ့ကျွန်တော်တွေ့ချလေးလုပ်ရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်လည်းအဲ့ဒါ postpone လုပ်ရင်လည်းမိသွားတာပေါ့နော်မိသွားတယ်ကြားထဲမှာလည်းမအားတာနဲ့အဲ့ဒါနဲ့အခုမှလုပ်ဖြစ်တယ်ပေါ့နော်အဲ့တော့ sound ပေးရတဲ့အတွက် sorry ပါအဲ့တော့ဒီဗီဒီယိုလေးကိုညီလေးကဘာလို့တေချာသိချင်တယ်ဆိုတော့တေချာလေးနားထောင်ပြီနော်ကျွန်တော်အကောင်းဆုံးတော့ကျွန်တော်ရှင်းပြပေးမယ်သူ့ရဲ့ကောင်းကျိုးတွေဆိုးကျိုးတွေပေါ့နော်Turtle soup strategy ဆိုတာဘာလဲဆိုတာဟိုပေါ့နော်ဒီကောင်က advanced level ဖြစ်တယ်ပေါ့နော်ပြောရရင်တော့ basic level မဟုတ်ဘူး basic level ဆိုရင်တော့ကျွန်တော်ပြောနေတဲ့ဟာတွေကိုနားလည်ချင်မှနားလည်လိမ့်မယ်ဒီဗီဒီယိုလေးပေါ့နော်အဲ့ဒါကျွန်တော်ပြောမှာလုံးဝဟိုနေပေါ့နော် detail အနေနဲ့ရှင်းပြသွားမှာနော်သူပြောတာထက်ကျွန်တော်ပိုပြီး detail ကြာတာပေါ့နော်အဲ့တော့တေချာလေးနားထောင်ပြီပါနားလည်နေလို့ညှော်နေပါကဲTurtle soup ကကျွန်တော်တို့ရှင်းရှင်းလေးပါနော်လက်ကိုထားတယ်စက်တုံးလို့ချင်းလုံးနဲ့ထည့်ပြီးပြုတ်လိုက်တယ်နော်ဟုတ်လားမဟုတ်ပါဘူးနော်ဒီနာမည်ပေါင်းမျိုးစုံနဲ့ပေါက်ပြရပေးနေကြတာပဲနော်ဒါ strategy တစ်ခုခုကိုထွက်လာပြီဆိုရင်ဘောင်းစပ်ဒါပေမဲ့သူ့ရဲ့ဒီဟိုねအခြေခံတဲ့ဟာ buy low sell high ပဲเนาะဘယ်ဟာမဆို buy low sell high ဒါပဲအခြေခံတာပဲ support resistance ကြည့်မယ်ဆိုတော့ buy low sell high เนาะ ICD ကိုကြည့်မယ်ဆိုတော့ buy low sell high เนาะကြိုက်တဲ့ strategy 3အားလုံး buy low sell high အခြေခံတာပဲเนาะအဲ့တော့ buy low sell high ဆိုတော့ဘာပြောဆိုတော့ကျွန်တော်တို့အနေဈေးမှာဝယ်မယ်အမြင့်ဈေးမှာရောင်းမယ်ဒါပဲเนาะTurtle soup ကเนาะ means breakout or also called red on stops ဆိုတော့ပထမချက်နဲ့ပြောမယ်ဆို fake breakout ဆိုတာကျွန်တော် breakout တွေကိုဒါဟိုနေပေါ့နော် fake လုပ်တယ်ပေါ့နော် fake pump fake dump เนาะ fake breakout တွေလုပ်တယ်ဆိုတော့ breakout trader တွေရှိရတယ်လို့ဆိုရင်ဒီ Turtle soup ဒီ strategy သိမယ်ဆိုရင်တော့နည်းနည်းလေးဟိုပေါ့နော် aware ဖြစ်တာပေါ့နော် rate on stop အဲဒီ fake breakout ကဘာကိုလုပ်တာ fake breakout ဆိုတာကျွန်တော်တို့ကrate on stop ဆိုကျွန်တော်တို့ရဲ့ဟာ stop loss တွေပြောတာနော်ကျွန်တော်တို့ဒီရောင်းတာကျွန်တော်တို့ဒီရောင်းတဲ့သူတွေဝယ်တဲ့သူတွေကျွန်တော်တို့ leverage ယူတဲ့trader တွေပေါ့နော် retail trader တွေဖြစ်ဖြစ်ကျွန်တော်တို့ institution တွေဖြစ်ဖြစ်အဲ့တော့ stocks တွေကိုကျွန်တော်တို့ like ကြည့်ပြီးတော့ဟာ stop loss ကို like ပြီးတော့ကျုံသိမ်းယူရဟာပေါ့နော်အဲ့ဒါကျွန်တော်တို့က rate on stop ကိုခေါ်တယ်တနည်းအားဖြင့်ပြောမယ်ဆိုရင် stop hunt เนาะအမျိုးမျိုးပဲเนาะအင်္ဂလိပ်စကားလုံးကအများကြီးပဲဒီတစ်မျိုးတည်းကိုပဲ3-4မျိုးလောက်ပြောရတယ်เนาะအဲ့တော့ဟိုကိုကတိလဲရတယ်မတိလဲရတယ်အဓိကတော့နားလည်ဖို့ပဲပေါ့နော် so Turtle soup were drive retailer by false breaker on highs and lows and they also trap so-called SMC trader by giving false chalk false chalk okay so false breakout on highs and lows เนาะကျွန်တော်အခုမျိုးဟိုပေါ့နော် fake breakout တွေလုပ်ပြီး highs and lows တွေမှာလုပ်ပြီးတော့trap ပေါ့နော်ထောင်ချောက်ဆင်တယ်ပေါ့နော်အဲ့တော့ SM trader တွေကို smart money concept trader တွေကိုဒါ information အမှားပေးတယ်ပေါ့နော်ဒါ chalk ပေါ့နော် change of character ကျွန်တော်နေရာပြင် market structure shift နော်ဒါလည်းရှိရပဲနေရာတကာရှိကျွန်တော်တို့ SMC မှာမဟုတ် ICD မှာလည်းရှိရပဲ false ဟိုနေပေါ့မှားတဲ့ဒီနေ့ပေါ့နော်market structure shift မှားတဲ့ change of character ပြီးတယ်ဒါပေမဲ့ကျွန်တော်တို့က market structure shift ဆိုနေရာတိုင်းမှာဖြစ်တယ်เนาะ change of character နေရာတိုင်းမှာဖြစ်တယ်ဒါပေမဲ့အဲ့တခုတည်းကျွန်တော်တို့ confirmation ယူလို့မရဘူးကျွန်တော်တို့မှာနောက်ထပ် confirmation ယူရတဲ့အချက်ရှိတယ်ပေါ့နော် okay ထားလိုက်တော့သူဒီချက်ပြောတယ် false breakout တွေပါညာပေါ့နော် the idea of TS Turtle soup ပေါ့နော် TS Turtle soup is to buy lows and sell highs နော်ကျွန်တော်ဆောင်းပြောခဲ့လို့ပဲဈေးနေမှာဝယ်မယ်ဈေးမြင့်မှာရောင်း okay Turtle soup will start and end the price delivery နော် okay ဆိုတော့ဒါသူ Turtle soup ဆိုတော့အမြင့်ဈေးထဲမှာရောင်းတယ်အနေဈေးမှာသူကဆုံးသက်တယ်အဲ့လိုပြောတာပါ okay နောက်တစ်ခုနည်းနည်းကျွန်တော်တွားလိုက်မယ် so Turtle soup okay Turtle soup is not only limited to highs and lows we can anticipate Turtle soup on lower time frame inside the higher time frame PD rate also အဲ့တော့ PD rate ဆိုတာကျွန်တော်တို့ကဒါဟောပြောတာ POI ပြောတာ point of interest เนาะ PD rate ကျွန်တော်သူနဲ့ဒီ time alliance ဖြစ်တဲ့ဟာကိုကျွန်တော်เนาะဒီကျွဲလုံးလေးပေါ့
နော်ကျွန်တော်4 hour နဲ့တွေ့တာ15 minutes ဒီ weekly 3မျိုးပေါ့နော် weekly ကစမယ် weekly time frame 4 hours ဒီ15 minutes ဒီတွဲလုံးပဲတုံးတယ်ခြားတွေက time frame ရှော့မခုံတော့အဲ့တွဲလုံးအဲ့ဒီ time frame မှာ align ဖြစ်တယ်ကျွန်တော်ထပ်တူကြတယ် setup တွေကိုရှာသွားတယ်နော်ရည်ညွှန်းသွားတာနော်ရည်ညွှန်းသွားပထမဆုံးရည်ညွှန်းမယ်ရည်ညွှန်းပြီးတော့ဘာဖြစ်လဲသူ့ရဲ့ဒီပေါ်တဲ့ setup ကိုရှာတယ်ဒါ lower time frame မှာ entry ဝင်တယ်ဟုတ်လားအဲ့လိုမျိုးနော်ဒီ higher time frame နဲ့ပြန်ပြီး align ပြန်လုပ်ပြီးတော့ TP ထွက်မဲ့နေအောင်ရှာတယ်ဝင်တဲ့နေအောင်ရှာလို့ထွက်တဲ့နေအောင်လည်းပြန်ရှာ okay so high probably won't give you a retracement entry နော်ဟုတ်တယ်အဲ့ဒါဟုတ်တယ် high probability ဖြစ်တဲ့ဒီပေါ့နော်အရင် strong ဖြစ်တဲ့ကျွန်တော် data စုဒီဈေးတန်းတွေကပေါ့နော် retracement ပြန်မလာဘာလို့ဆိုတော့အရင် rush ဖြစ်အဲ့ဒါမျိုးကြတော့ဟို institution တွေကသူတို့ကပေါ့နော်အဲ့ဒီအချိန်မှာဈေးတန်းသတ်မှတ်ပြီးသူတို့ dump လုပ်တာဖြစ်တဲ့ကြောင့်ရောင်းလို့အားတွေဝယ်လို့အားတွေဖက်ကနေဝင်လာတဲ့ကြောင့်ကျွန်တော်ဈေးတန်းအရင် volatile ဖြစ်တယ်တက်ကြကြမ်းပြီးတော့ဒီကျွန်တော်တို့ retrace trader တွေ confirmation ယူနေသူတွေလွတ်သွားမရနော် entry မရအဲ့တော့ဟိုပေါ့ကိုရီးယားဟောပေါ့နော် limit တင်ပြီးတော့ရောင်းဝယ်လုပ်နိုင်တယ်ကောင်းအောင်နော် so we don't need market structure shift to confirm TS ဆိုတော့ပြောခဲ့ဆိုတော့ကျွန်တော်လည်းပြောလိုက်တယ်နော် limit တင်နိုင်တာပို့ပြီးတော့ဟိုအဆင်ပြေတယ်နော်အဲ့ဒီ data စုကဘာလို့ဆိုတော့ तू ကဒီ market structure shift ဖြစ်တာတွေမဖြစ်တာတွေ तू က deep size ရမှာနော် deep size ရမှာပြီးရင် तू ကဘာ confirm လုပ်တယ် CIDS ကျွန်တော် तू ကဟိုပေါ့နော် confirmation ကျွန်တော်ထင်တော့ तू ကဟိုပေါ့ကျွန်တော် trade တဲ့ပုံစံနဲ့မတူဒါပေမဲ့ကျွန်တော်သုံးတယ် data စုသုံးဒါပေမဲ့အပြည့်အဝကျွန်တော်မသုံးပါဆိုတော့အနေများလို့ကျွန်တော်ဟာတွေကကျွန်တော် confirmation ယူပြီးသုံးတာများတယ်နော် confirmation ယူပြီးမှကျွန်တော် limit တင်တာများတယ်နော်အဲ့တော့ lower time frame ကျရင်ကျွန်တော် limit တင်ချလိုက်နော် higher time frame ကျွန်တော် confirmation ယူတယ် lower time frame မှာကျွန်တော် limit တင်သူကလည်းဒီတိုင်းပဲစင်နဲ့တူမဟုတ်မကွဲမဟုတ်ကွဲပြားတာတိတ်မရှိတော်တော်များများတူနော်အဲ့တော့ CIS is chain state of delivery and chain state of delivery ဆိုတော့ဒါ reversal ရဲ့ဒါအနေနဲ့နော်ပုံစံကိုပြောတာနော် reversal ဖြစ်တဲ့ပုံစံကိုပြောတယ် IFVG inversion fair value gap တွေကိုကြည့်ပြီးတော့မှသူ PD rate higher time frame PD rate lower time frame PD rate 4 time frame မှာပေါ်တဲ့ကျွန်တော်တို့ setup နဲ့ lower time frame မှာပေါ်တဲ့ setup နဲ့အဲ့မှာပေါ့နော်လုံးဝ align ဖြစ်သွားပြီနော်ထပ်တူကြောက်ရဆိုတာ ਨੇ သူကတခါလေးဝင်ချပလိုက် market order နဲ့နော် IFVG ဒါမှမဟုတ် limit တင်ပြန်လာကြမှာလားဟော IFVG ဖြစ်ပြီဆိုတာအဲ့ကန်နဲ့ပိတ်ပြီဆိုတော့ချက်ချင်းဝင်ချပလိုက်နော်များတော့ပြီနော် data suit trader တော်များလို့အဲ့တော့ high probable higher time frame PD rate for lower time frame data suit was order block fair value gap highs and lows in accordance with your overall context နော်ဆိုတော့ဒီ higher ဒီပေါ့နော် higher time frame ရဲ့ကျွန်တော် PD rate ဒီဟာပေါ့နော် lower time frame data suit was နော်15 minutes ဆိုကျွန်တော်1 minute ထိဆင်းလာရှိတယ်နော်1 minute ကျတော့ရမ်းနေများတယ်ဒါပေမဲ့ပို့ပြီး confirmation ပို့ရှူတာပေါ့အဲ့တော့သူ့ရဲ့ရည်ညွှန်းထားတဲ့ဟာတွေက higher time frame မှာPD rate ရည်ညွှန်းတာဖြစ်တဲ့အကြောင်းကျွန်တော်တို့မှာ lower time frame မှာဟိုပေါ့ရည်ညွှန်းလို့ရတယ်ဒါပေမဲ့ still risky ပေါ့နော် still risky ပါဆိုတော့ time frame ပေးတဲ့အတွက်ကြောင့်ပေါ့နော်15 minute နဲ့အလုပ်လုပ်တယ်ဆိုပြဿနာမရှိအဲ့တော့15 minute မှာခါကြရင်ဟိုပေါ့ကျွန်တော်ပြောခဲ့လို့ပဲ institution တွေပါတွေကဝင်ချလာပြီဆိုရင်ကျွန်တော်တို့က volatile ဖြစ်တဲ့အတွက်ကြောင့်ဝင်ဖို့ retail trader တွေ confirmation ယူပြီးသွားတဲ့အချိန်မှာဝင်ဖို့မရတော့ခွင့်ရမရအဲ့ဒါမျိုးကြာရင်ကျွန်တော်တို့က lower time frame မှာထပ်ပြီးတော့ပေါ့နော်အဲ့လိုမဖြစ်ခင်နဲ့ analysis လုပ်ပြီးတော့အခါကျရင်တော့ပေါ်တယ် order block တို့ကျွန်တော် fair value gap တို့ပေါ်တယ်အဲ့ရနေကျွန်တော်တို့က retrace ပြန်လာတတ်တယ်ပေါ့နော်အဲ့လိုအချိန်တွေမှာ1 minute time frame မှာ retrace ပြန်လာတယ်အဲ့ဒီအချိန်တွေမှာဝင် trade ရဲ့ trade နော်stop loss ကကြတော့1 minute time frame ဖြစ်တဲ့ကြောင့် stop loss ကလည်းထားတဲ့နေရာကွာသွားလိမ့်မယ်အဲ့ဒါကြောင့်မို့ risky ဖြစ်တယ်ဆိုတော့ပြောရပါတော့ကျွန်တော်15နှစ်မှာထားတဲ့ order block ဒီ stop loss နဲ့1 minute မှာထားတဲ့ stop loss နဲ့မတူ1 minute ကျတော့ပိုကျဉ်သွားတယ်15 minute ကျတော့ပိုကျယ်သွားတယ် price ရဲ့ဒီပေါ့နော် volatile ဖြစ်တဲ့အသက်ရှူတဲ့အကွာအဝေးကသူကပိုကျယ်သွားတဲ့အတွက်ပိုပြီးတဲ့ safe ဖြစ်တယ်ပေါ့အဲ့တော့ထပ်သွားမှာဆိုရင် data suit is high probable one time is alive နော်ဆိုတော့
times ကျွန်တော်ထပ်ပြောနေလို့ပဲဒီမှာလည်းထပ်ပြောပါနော်သူက timeline ဖြစ်မှာသူကဒီကောင်ကတော့သူက post strong ဖြစ်တာပေါ့နော် time align မဖြစ်ဘူး PD rate align မဖြစ်ဘူးဆိုရင်တော့ဒီတက်သူက strong ဖြစ်ဘူးပေါ့နော် strong ဖြစ်ရင် trade အဲ့လိုဖြစ်ပါပေါ့နော်ပေါ်တဲ့အရာတိုင်းတော့ trade လို့မရဘူး strong ဖြစ်တဲ့ဟာပဲရွေး trade ဖြစ်ပါနော်အဲ့တော့သွားမယ်ဆိုတော့နောက်ပိုင်းတော့ပုံဖြစ်ပါနော်အဲ့တက်စုနော် rate on the stock နော် liquidity ပေါ့ကျွန်တော်တို့ asset မှာတော့ liquidity တူတူပဲကျွန်တော်တို့swing high swing low ဆွတဲ့ပြီး reversal ဖြစ်နော် market structure shift ကိုတော့ confirm လုပ်ပြီး rate အတိုင်းပဲတော့ပါပြီးတော့ကျွန်တော်ပြောခဲ့တယ်ပဲ rate တော့ confirmation လုပ်နော်အတိုင်းပဲနဲ့ကျွန်တော်တို့ဒီ buy side liquidity sell side liquidity အဲ့ဒါလေးကို rate လုပ်တယ်နော်အဲ့ stop ကိုယူပြီးသွားပြီဆိုရင်အဲ့ stop loss ကိုယူပြီးသွားပြီဆိုရင် reversal ကို trade ဖြစ် okay အဲ့ချို့ဒီလမ်းနေကြတော့ကျွန်တော်တို့ candle ကြည့်ပြီး trade ကြရပါတော့ candle ကြည့်ရနော် outstanding candle တို့ပါလို့နော်ဆိုအဲ့ဒါတွေကြည့်ပြီး trade ကြရပါတော့တူတူပဲ is all the same right so ဘယ်မှာဟိုပေါ့ငါဒီဟာပို့ပြီးတော့ကောင်းတယ်ငါဒီဟာပို့တာ no it's just a different point of view နော် different point of view different way of trading နဲ့ပေါ့နော်ကြည့်ရဆိုရင် buy stop မှာပုံပြတာဒီစံပေါ့နော် buy stop ဆိုတာပြောရစီဒီမှာဆိုရင်ကျွန်တော်တို့ရောင်းလိုက်ထားတဲ့လူရှိရောင်းလိုက်ထားတဲ့လူကို buy stop အဲ့ဒီရောင်းလိုက်ထားတဲ့ stop loss တွေကိုဒီမှာ stop loss တွေထားတာဖြစ်တယ် stop loss တွေတက်ပြီးတော့သူကအကုန်လုံးစားပြီးမှတော့ဆင်းတာပေါ့နော် buy stop နော် buy stop ကျွန်တော်တို့ SD မှာဆိုတော့ buy side liquidity ပေါ့နော် liquidity ဆိုပတ်စံဒီအောက်မှာဆိုတာရှိနေကျွန်တော်တို့ sell side liquidity ရှိအဲ့ဒီပြတာပေါ့နော်ပြီးကျွန်တော် chart နဲ့ပြန်ရှင်းပြပါမယ်နော်ကျွန်တော်ဒီနေ့ပေါ့နော် chart ပြန်ရှင်းပြအဲ့တော့ဒီမှာဆိုတော့ပါဖြစ်တယ် data suit ဒီမှာရှိတဲ့ buy side ကိုတက်ပြီးတော့သူစားပြီးတော့မှတော့ဖြစ်တယ်ဆင်းတော့ကျွန်တော် sell side မှာကျွန်တော်တို့ target ထား ဒါ take profit ပေါ့နော်အဲ့တော့ stop loss ဒီကြားတွေကြားဒီမှာပြင်းတဲ့တိုင်နော်တိုင်နဲ့ဆင်းသွားနော်တိုင်နဲ့ဆင်းသွားတယ်အဲ့ဒီတိုင်ထဲမှာဘာဖြစ်လဲပြန်ပြီးတော့ retrace မလာနော်အဲ့ဒီမှာမြင်တဲ့တိုင်ဒါတော့ higher time frame lower time frame ကြည့်နေတွေ့ရတယ်အဲ့တော့ဒီမှာဆိုလဲ data suit နော်ဘာဖြစ်လဲ DS stop ကိုကျွန်တော်တို့ဘာလဲ ready မှာပြန်တက်သွားဒါရဲ့ higher time frame I believe it's 4 hour time frame or weekly time frame နော် alright တက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့မှာရှိတယ်ဆိုတော့ပြောတာတော့ order block အဲ့ဒီပုံလေးကြည့်နေသိပါတယ်နော်ဘာမှပေါ့ခဲစစ်တော့ဟုတ်ပါဒီမှာဆိုရင်ကျွန်တော်တို့ဘာတွေ့ရလဲဆိုတော့ဒါ range low range high ဒီရေးထားတာပေါ့နော်ဆွဲထားတဲ့ဟာပေါ့ဒါတော့သူများတင်ထားတဲ့ဟာကိုကျွန်တော်ပြန် share တာဖြစ်တယ်ပေါ့နော်ဘယ်သူတင်ထားရတော့ကျွန်တော်မမှတ်မိဘူးဒါပေမဲ့ကျွန်တော်ကအဲ့လိုမျိုးအဲ့တော့ဟိုပေါ့တော့ကိုတိုင်းဒီ content ကိုဒီဟာကို create လုပ်ပြီး share ရကျွန်တော်မလုပ်တတ်လို့ကျွန်တော်သူများ share ရအောင်ကျွန်တော် share ပေးလိုက်ကျွန်တော် channel ပေါ့နော်ဒီ data suit အဲ့တော့လည်းဟိုသိကျင်နေရှိရတော့ share ပေးလိုက်အဲ့လိုရှိပေါ့နော်ဆိုတော့ဒီမှာဆိုရင်ဒီတိုင်းပဲဒါဆိုတော့ higher time frame နော် higher time frame မှာ rate လို့ stop လုပ်တယ် okay ဒီပုံကြီးကြည့်နော်နားလည်တာရှိရင်ရှိမယ်နားမလည်တာလည်းရှိ okay ဒီအားလေးဆိုတော့ပိုရှင်းနေပြီအဲ့ဒီမှာဆို 4 hour time frame မှာဒီလိုလေးဖြစ်နေတယ်သူကဘာဖြစ်လဲဒီကောင်လေးကိုပြတာဖြစ်တယ်နော်ဒီကောင်လေးဒီနေရာလေးကိုပြတာဖြစ်4 hour မှာဒီမှာဘာဖြစ်လဲဆိုတော့ fair value cash internal liquidity ပေါ့နော်ကျွန်တော်ပြောမယ်ဆိုရင်ဒီမှာဆိုရင် internal liquidity fair value cash ဆိုအဲ့ဒီနေရာကိုသူက retrace ပြန်လာတယ်4 hour time frame မှာပြန်လာတဲ့ကြောင့်ဒီကောင်ကဘာဖြစ်အဝယ်လိုက်ဖို့သူကကြည့်တယ်နော်အဝယ်လိုက်ဖို့အတွက်ကိုသူက4 hour ရဲ့ PE rate ကိုကြည့်တယ်ပြီးတော့ဒီမှာ4 hour ရဲ့ PE rate မှာရှိရဲအဲ့ဒီနေရာမှာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ lower time frame 15 minutes မှာဒီမှာသူရေးထားတယ်15 minutes အဲ့ဒီမှာဘာဖြစ် rejection ဖြစ်တယ်နော် rejection ဖြစ်တယ် damage ပေးရနော် spike နဲ့ damage ပေးဒါပေမဲ့သူပိတ်တာပါဖြစ်4 hour ရဲ့ဒီ fair value cash အတွင်းမှာ body candle ပိတ်တယ်ပြီးတော့နောက် candle တိုင်းကဘာဖြစ်လဲ bullish candle ထောင်တက်သွားနော်ဖြစ်သွားအဲ့ချိန်မှာဘာဖြစ်လဲသူ buy side liquidity ဒီမှာဆွဲထားတယ် point ဆွဲထားတယ်အဲ့ဒီကို TP target ဖြစ်တယ်နော် take profit ဆိုတော့ဒီနေရာမှာသူက15 minute မှာ IFVG ပေါ်လာမပေါ်ဘူး IFVG ကဒီမှာရှိတယ်နော် IFVG ပေါ်တယ် IFVG ကဒီ point လောက်မှာဖြစ်သွားတယ် too late to trade နော်
အဲ့တော့ဘာလုပ်ရမလဲထပ်တဲ့စုရဒီမှာဖြစ်တယ်ဆိုတော့နောက်ထပ်ကျွန်တော်တို့က1 minute time frame ခုံအောင်ဖြစ်တယ်နော် entry ရအောင် rejection ပြပြီဆိုရင်အဲ့မှာတော့ထူတာတယ်မှာတော့ order နဲ့တောင်းတယ်ပေါ့နော်အဲ့တော့ it's still a risky moment ပေါ့နော် risky ဖြစ်တယ်ဟိုပေါ့ကျွန်တော်ဆိုရင်တော့ဒါတက်စုတစ်ခုလေကျွန်တော်မလုပ်ကျွန်တော်ဟိုပေါ့ပေါင်းဆက်ထားတယ်ရှိတယ်နော်ကိုယ့်ရဲ့သုံးတဲ့ strategy ကတစ်မျိုးတည်းနဲ့ကျွန်တော်တို့ကအဆင်မပြေဘူးပြတစ်မျိုးတည်းဆိုကျွန်တော်တို့အတွက်အနေများတယ်နော်အနေများတယ်အဲ့တော့ဒါတိလာမှာပါလုပ်ကြည့်ရပါကျွန်တော်ပြောရတွေကဟုတ်မဟုတ်ဆိုတော့လုပ်ကြည့်လိုက်ပါနော်တစ်မျိုးတည်းဆိုတော့ဘယ်တော့မှ strong ဖြစ်ပြီကိုယ့်ရဲ့ strategy ကိုကလေးလာမှုပေါ့နော်ချားရတဲ့လေးလာပေါင်းဆက်ပြီးကိုကစမ်းသက်ကြည့်ဘတ်တက်တွေလုပ်ကြည့်မှတွေ့တာပေါ့နော်အဲ့ဒါတွေကကျွန်တော်ခဏလေးပြမယ်နော်အဲ့တော့ဆွဲထားတာပဲ okay အဲ့ကျွန်တော်ဆွဲထားတာလေးပြနော် okay ဒါကတော့ USDGB ကကျွန်တော်ဆွဲထားတဲ့ဟာ okay ဗီဒီယိုတော့ net ကြအောင်နော်ကျွန်တော်လည်းပြလေ YouTube မှာလည်းတင်ပါနော်ဖြတ်ပိုင်းတင်နေတယ် YouTube မှာတင်လိုက် YouTube မှာကြည့် okay alright ဒီမှာဆိုတော့ကျွန်တော်ဒါပါဖြစ် buy side liquidity နော်ထပ်တစ်စု higher time ကိုကျွန်တော် weekly တောင်လောက်ထားနော်ပိုပြီး strong ဖြစ်တယ်နော် weekly 4 hour 15 နဲ့အဲ့ဒါ time 12လုံးပြီပဲနော်သူရဲ့time alliance period 12ပေါ့နော်အဲ့တော့ weekly မှာတော့ရှိတယ်ဒါ liquidity မှာတက်ကြိတ်တဲ့ချိန်နော်ဒါကျွန်တော် weekly buy side liquidity ပြောရင် external liquidity ပေါ့နော်အဲ့ဒါဒီမှာဆိုရင်ကျွန်တော်တို့ကပါရှိတယ်ဆိုတော့ဒါ let's say forever ဘောတော့နော်ကျွန်တော်သဘောထားလိုက်မယ်ဒီနေရာထိမရောက်သေးခင်မှာကျွန်တော်တို့ကဒီမှာပါရှိတယ် swing low ဒီမှာရှိတယ်နော် sell side liquidity swing low external liquidity နောက်တစ်ခုအဲ့တော့ကျွန်တော်တို့ကဒီရောက်ရင်ကျွန်တော်တို့ကဆင်းမယ်ဆိုတော့သိပြီလားနော်ဆင်းမယ်လို့ယုံကြည်ထားတယ်အဲ့ဒါ confirmation တွေကျွန်တော်တို့ယူရအောင်နော် target စုမှာဖြစ်ရ rejection ဖြစ်ပြီဆိုရင်ကျွန်တော်တို့ကဒီနေရာကို target ထားမှာနော် market structure shift ဖြစ်စေမယ်ကျွန်တော် external အထိကိုကျွန်တော် target ထားအဲ့ကြည့်ကြအောင် weekly ဒါ weekly ဖြစ်တယ်ပြီးကျွန်တော်4 hour ခေါ်ပါ alright 4 hour ခုံလိုက်ပြီတဲ့နော်4 hour ခုံလိုက်ပြီ4 hour ခုံလိုက်ပြီဆိုရင်ကျွန်တော်ဆွမ်းသားတွေမှာဆွဲရတယ်ကျွန်တော်buy side liquidity ရှိမယ် weekly ရယ်နော်အဲ့မှာတော့တက်လိုက်ပဲထားနော်4 hour နဲ့တက်လိုက်ဖုံးတက်လာပြီဆိုတော့ကျွန်တော်တက်လာပြီတက်လိုက်ကျွန်တော်ဘာဖြစ်သွားလဲကျွန်တော်တော့တက်လာပြီတော့အဲ့ဒီမှာကျွန်တော်တို့ကြည့်ရ4 hour မှာဒီကောင်တက်နေတော့မှာ rejection မဖြစ်သေးဘူးနောက်တော့မှဘုံဆိုပြီးတော့ကျွန်တော်ဖြစ်တယ်နောက်ထပ်ကန်တယ်တတိုင်း forward ကန်တယ်တတိုင်းအစပြီး rejection ဖြစ်ပြီအဲ့ဒီအချိန်မှာရောင်းချက်နော်ရောင်းအောင်ပေါ့ rejection ဖြစ်ပြီပေါ့နော်အဲ့တော့ကျွန်တော်တို့15 minute ခုတ်နော်ဒီအားလေးကျွန်တော်ဆွဲတော့ခဏပြပြလိုက်နော်ဒီမှာ4 hour ပြပြလို့ပြကျွန်တော် inversion ဖြစ်တာကိုကျွန်တော်တို့က confirmation ယူရပါတော့ alright ဆိုတော့ကျွန်တော်တို့15 minute ခုတ်လိုက်မယ်အဲ့မှာဆိုရင်ကျွန်တော်တို့ကအဲ့ဒီ inversion မဖြစ်ဘဲနဲ့ကျွန်တော်တို့သွားပြီးတော့သွားရောင်းလို့မရဘူး။သူတက်နေတဲ့ကာလတွေရှိတယ်လေနော်။တက်နေတဲ့ကာလမှာကျွန်တော်တို့သွားရောင်းရပါပြီ။ solid ထိနော်အဲ့လိုရှိတယ်။sorry ပြန်ခေါ်တက်လာပြီပါဗျာ what's going on so alright ဒီကောင်မဆွဲတော့ရတာမဆိုင် first inversion ပေါ့နော် first inversion fair value ကိုကျွန်တော်တို့ကအရှင်းဆုံးယူရမှာဖြစ်တယ်နော်အဲ့တော့ဒီမှာကြည့်လေသူတက်သွားတဲ့ဟာဒီ candle line ဆို rejection ဖြစ်တယ်လို့ယူဆလို့မရဘူးเนาะဘာဖြစ်လဲဆိုတော့ဒီမှာပါဖြစ်တယ် inversion မဖြစ်တာသူက respect ပေးပြီးထပ်တက်တက်သွားတဲ့ဟာကိုကျွန်တော်တို့ကညက်ကန်းလုပ်ပြီးတော့ရောင်းနေတယ်ဆိုတော့ကျွန်တော်ဘာဖြစ်လဲအဲ့မှာလည်း account blower ဖြစ်သွားတယ်ဆိုတော့ကျွန်တော်တို့ဒီ candle line reverse inversion ဖြစ်တော့ကျွန်တော်တို့ confirmation ယူရတာเนาะသူက market structure shift ဖြစ်တာကိုလည်းမယူဘူးဆိုတော့ပြောထားလို့လေအနေများတော့ပြပြတယ်ပါเนาะအဲ့တော့ကြည့်လိုက်ပဲကျွန်တော်15 minute price ကသူက rejection ဖြစ်ရမယ်သူ lower time frame မှာလည်းသူက PD rate တွေပေါ်ရမယ်เนาะ higher time frame မှာလည်းပေါ်ရမယ် lower time frame မှာလည်းပေါ်မှာကျွန်တော်တို့ trade လို့ရတယ် alright 15 minute ကျွန်တော်ရောက်ပြီ alright 15 minute မှာကျွန်တော်ပြောချင်တာ alright ဒီမှာ inversion ဖြစ်လာ
rejection ဖြစ်တယ်နော် rejection ဖြစ်တယ်အဲ15 minute မှာကျွန်တော်တို့ကဒီမှာကြည့်လိုက်မယ် market structure shift ဖြစ်နေပြီကျွန်တော်တို့ breakout structure ဖြစ်တယ်နော်ဒါတွေကသူပြောတဲ့အထဲမှာမပါဘူးနော်မပြောဘူးသူပြောတာ inversion ဖြစ်တာနဲ့ကျွန်တော်တို့က trade ရပြောတယ် alright ဆိုတော့ inversion မှာ lower time frame မှာသွားယူလို့မရအောင်ယူလိုက်ဆိုကျွန်တော်နောက်ကောက်အောင်ဆိုတော့ဒီမှာ inversion ဖြစ်တဲ့နေရာကျွန်တော်တို့ကဒီမှာပိတ်တယ်ပေါ့နော်ပိတ် stop loss ထားနေအောင်ကျွန်တော်တို့ဝေးတယ်နော်ပေါ်ပြန်အောင်ကျွန်တော်တို့ဒီမှာ inversion ဖြစ်ပြီအဲ့တော့15 minute ရဲ့ inversion ပဲပြောတာထားလိုက်ပါနော်ဆိုတော့ဒီမှာလေးလည်းကျွန်တော်တွားရောင်းလိုက်နေတယ်ကျွန်တော်တို့ကရောင်းလိုက်ဒီမှာရောင်းလိုက်နော်ဒီမှာ rejection ဖြစ်တဲ့ကန်တယ်ဟောရောင်းလိုက်နောက်ဆောနာပြောသူကျွန်တော်တို့က lower time frame မှာတွားပြီးတော့ inversion ဖြစ်တော့တွားကြည့် lower time frame မှာအများကြီး inversion ဖြစ်တယ်ဒီမှာလည်းဖြစ်တယ်နော်ဒီမှာလည်းဖြစ်တယ်နော်ဒီမှာဖြစ်တာကိုထားလိုက်ပါဒီမှာဖြစ်တဲ့ဟာကိုတွားပြီးရောင်းလို့လုပ်မယ်ကျွန်တော်ဒီနားမှာဖြစ်တဲ့ဟာတွေတွားပြီးရောင်းလို့လုပ်ကျွန်တော်ကားပါမရအောင်အဲ့လိုတွားရောင်းနေတယ်နော်ပေါ်ပါဘူးtime frame ရဲ့ inversion ဖြစ်တော့ကြည့်အောင်ပါအဲ့ဒါကားမှာတကယ် strong ဖြစ်တဲ့ high probability data စုပေါ့နော် strong ဖြစ်တဲ့ data စုကိုကျွန်တော်တို့ယူဆလိုက်ရဆိုတော့ကျွန်တော်တို့ဒီမှာရောင်းလိုက်တာကျွန်တော်ဒီမှာရောင်းလိုက်တာနော်ဒီပြောရပေါ့နော်ဒီကန်တယ်ပေါ့နော် inversion ဖြစ်သွားတဲ့ကန်အဲ့တော့ကျွန်တော်တို့ကဒီမှာပဲရောင်းလိုက်တာကျွန်တော် stop loss ကဒီမှာထားအခုကကျွန်တော်ဘာမှလုပ်လို့မရအဲ့တော့ဆိုတော့ဒီမှာပဲရောင်းအောင်ထားနော် stop loss ကဒီမှာရှိတယ် okay ဆိုတော့ stop loss ကကျွန်တော်ဒီထက်မှာထားမယ်ဒါမှမဟုတ်ဒီပုံမှာထားဆိုတော့ away ဖြစ်သွားနော် away ဖြစ်သွားကျွန်တော်ပြီး very target ထားရရတယ်ဆိုတော့ကျွန်တော်တို့က all out ထိကျွန်တော်တို့ဆွဲထားတယ် market structure shift point ဒါမှမဟုတ်လဲကျွန်တော်တို့ပေါ့နော် sell side liquidity ပေါ့နော်တခုခု point ပေါ့နော်ဒီမှာ target ထားရ sell side liquidity risk reward ratio နဲ့ကျွန်တော်တို့ကကို stop loss ထားတဲ့ပုံမှန်ကကွာဝေးပေါ့ဒီရောကွဲလဲမှုရှိပေါ့နော်အဲ့ဒါကသူ trade တဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ဟိုက forward ပြသွားပါနော်ဆိုတော့ forward မှာကျွန်တော်တို့ကပြရတဲ့ပုံစံပေါ့နော်ပြရတဲ့ပုံစံ inversion ဖြစ်တာနဲ့ကျွန်တော်တို့ကရောင်းမယ်ရောင်းပြီဆိုရင်ကျွန်တော်တို့က target ကဒီလိုနေပါနော် sell side လေးဒီ sell side လေးကိုပဲ target ထားပါနော်ဒါဖို့လဲ market structure shift ဖြစ်တဲ့ weekly ရဲ့ဟိုထားလဲ GBT တာနော်ဒါဆိုရင် risk reward ratio နည်းနည်းအများကြီးရဒါပေမဲ့ stop loss ကတော့ကျွန်တော်တို့ကဒီပုံမှာထားအောင်နော်ဒီပုံမှာထားအဲ့ဒါသူ trade style နော်ကျွန်တော် trade style ဆိုရင်ကျွန်တော်ရှင်းပြပါကျွန်တော်ဗီဒီယိုမှာပြောပြီးတော့ကျွန်တော် market structure shift breakout structure ဖြစ်မှာကျွန်တော်က confirmation ရအောင်ကျွန်တော် trade တယ်အဲ့တော့ကျွန်တော် order block နဲ့ကျွန်တော်သုံးတယ်သူလည်းပြောတယ် order block သုံးမှန်တယ် okay order block ကကြတော့သူသိချင်ရှင်းတာနော်ဒါကကျွန်တော်ပြောခဲ့သလို advanced level နော်အခုကျွန်တော်ပြောမယ့်ဟာတွေအကုန်လုံး advanced level ပါ okay ကျွန်တော်ကဆိုရင် high မှာတော့မရောင်းသေးဘူးသူကဒီမှာလည်းစော်ထည့်လိုက်ပြီနော်သူကဒီမှာလည်းစော်ထည့်လိုက်ပြီကျွန်တော်အဲ့မှာမရောင်းသေးဘူးကျွန်တော်ဒီမှာကျွန်တော်ဆွဲထားတဲ့ order block ဆုံးရှိတယ်okay ကျွန်တော်ဟာ market structure ရှိပြီတည်တယ် inversion ဖြစ်သွားပြီကျွန်တော်ကစောင့်မဲ့ကြည့် price action ဒီမှာကန်တဲ့ပိတ်ပြီးသွားတဲ့အချိန်မှာဒီမှာကန်တဲ့ပိတ်ပြီးသွားတဲ့အချိန်ကျွန်တော်ကစောင့်ရပါနော်ဒီကျွန်တော်ဒီမှာဘာဖြစ်လဲဆိုတော့နောက်ထပ် breakout structure ထပ်ဖြစ်တယ်အဲ့ဒီချိန်မှာကျွန်တော်ရဲ့ order block ကဒီမှာ form လာတယ်order block form ဆိုရင်ကျွန်တော်အဲ့ဒီမှာပဲကျွန်တော်ရောင်းလိုက်ရတယ်နော် stop loss ကိုကျွန်တော်ကဒီပေါ်မှာကျွန်တော်တင်ပြီးတော့တူတူပဲဒါပေမဲ့ကျွန်တော်ဟာကျတော့ risk reward ratio ကပုံများလိမ့်မယ်ဘာလို့ဆိုတော့ကျွန်တော်ဝင်တဲ့ entry ကဒီပေါ်မှာဖြစ်တယ်သူဝင်တဲ့ entry ကဒီမှာဖြစ်လိမ့်မယ်နော်အဲ့တော့အဲ့မှာချိန်တယ်ပြန်လာတယ်နော်ပြန်လာပြီးမှဖြစ်သွားထိုးစင်ဟိုအောက်ထီနော်ဟိုငရဲပြည်ထိုးစင်တယ်ဒီထိုးစင်မှာဆိုကျွန်တော် market structure shift ဖြစ်တဲ့ point ကိုထိုးစင်ဆိုတော့လို့ရှိနော်အဲ့တော့ကိုကဒီပေါ့နော်ဒီ data စုကိုလည်းကျွန်တော်အများကြီးပေါ့နော်သူတစ်ခုတည်းဟိုသူ့ကိုပို့ပြီးတော့ strong ဖြစ်စေနေတာ data စုပဲနော် data စုပဲ higher line ဒီလိုကျွန်တော်ပြောရဲကျွန်တော်သုံးတဲ့ဟာလည်း data စုပါတယ်data စုကိုမှပို့ပြီး detail ကြတယ်ကျွန်တော်သုံးနေတာနော်ကိုအသုံးလုံးပဲကွာပါ okay it's all the same it's all the same way of doing it ပေါ့နော်ပြောချင်တာအဲ့လိုမျိုးနော်ဟိုကိုသုံးတဲ့ဟာ
ပေါ့နော်သုံးတဲ့ strategy ကပေါ့နော်ဒီတော့ပထမဆုံးနားလည်ရမယ်နော်တိတိကျနားမလည်ရမယ်နားမလည်ဘဲနဲ့မကောင်းလို့လည်း judge လုပ်လို့မရအောင် okay အတွင်းကြကြနားလေ့လာကြည့်ရအောင်အတွင်းကြကြလေ့လာကြည့်ပြီးမှကျွန်တော်တို့ကပေါ့နော်သိနှုတ်ဆိုမသိဘဲနဲ့ကျွန်တော်တို့ကလန်တဝက်မှာနေ give up လုပ်ရင်ဘာမှမထူဘူးနော်ကျွန်တော်တို့ဆိုတော့တိကျကြကြနာမသိပဲနော်တန်းလာသိဆိုကျွန်တော်မြင်တဲ့အတိုင်းကျွန်တော်ဆွဲထားတာတီးကိုပြန်လာဒါပါလို့နောက်တစ်ခါထပ်လာပြီးတော့ကျွန်တော်တို့ပေါ့နော်ဒီ rate on stop ထပ်လုပ်တယ်ပေါ့နော် seeking liquidity ပေါ့နော် ICD မှာပြောရင် seeking liquidity နော် ICD မှာနှစ်မျိုးပဲရှိတယ်ကျွန်တော်ပြောကောင်းတော့မနေတော့ security နဲ့ creating fair value ဒါ seeking liquidity မှာလုပ်တယ် okay ဆိုတော့ IFVG fair value ကိုပြန်လာထောက်တယ်သူပုံလာပြရတဲ့ကျတော့ creating fair value လို့အဲ့အသုံးလုံးတွေပဲပါပါတယ် so the same နော်ပြောရင်အားလုံးအတူတူပဲသဘောတရားကြီးအားလုံးအတူတူပဲအသုံးလုံးစကားလုံးသုံးလုံးပဲကွာသွားတာဖြစ်တယ်နော် okay နားလည်းမလို့ထင်တယ်နော်ကြိုက်တယ်ဆိုရင် thumbs up ပေး subscribe လုပ်ပြီး YouTube မှာ update ပေးပါ okay အားလုံးကိုကျေးဇူးတင်ပါတယ်